အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့ဒါဆွဆွပေါ့နော်မခိုင်နေဝေရဲ့ဒါကလေးတွေကိုရှင်ပြုနာတာလုပ်ပေးတဲ့အလူမှာဒါဆွဆွကတောင်းတနေရကနေပါဝင်ကူညီခွင့်ရတာပဲဖြစ်ပါတယ်ရှင်ဒီ vlog လေးကိုဆက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်အလူဆက်ဆရောက်တော့ထမင်းရင်စားခိုင်းတာပေါ့နော်ဒါအလူမှာကျွေးတဲ့ဟာပေါ့နော်ဒါဆွဆွကတော့ထောပတ်ထမင်းစားလာတာပါထောပတ်ထမင်းအရန်ကိုဆက်လို့ကောင်းတယ်ဘာဟင်းမတော့မလို့သူထမင်းစားရတယ်တော်တော်ကိုကောင်းနေပြီသာသနာတော်နှစ်2568ခုနှစ်ပေါ့မြန်မာဝါမှာကောစာတက္ကသိုလ်1386ဟုတ်တယ်လေဒီလိုမောင်ရှင်လောင်းတွေဒါကတော့ခလေးလေးတွေကိုဒါစံတာဖို့အတွက်အချိန်ရောက်ပါပြီဒါကတော့ခလေးတွေစံချတာကိုကင်ပေးနေတာဖြစ်ပါတယ်ဒါစွစွနေနေပေါ့နော်အခုလိုအလူမှာပါဝင်ခွင့်ရတဲ့အတွက်လည်းဒါအရန်ကိုဂုဏ်ယူပြီးပါတယ်အရန်ကိုလည်းပီတိဖြစ်ပါတယ်ကလေးလေးတွေအခုတော့ကိုရင်လေးတွေဖြစ်သွားကြပါပြီဒါကတော့ချစ်ရတဲ့ပြည်သက်ကြီးနဲ့တပုံရိုက်နေတာပါချစ်ချွေအပေးချတဲ့ချစ်ပြည်သက်ကြီးအားလုံးကျေးဇူးများတင်ပါ